လေးစားအပ်ပါသောဆရာများခင်ဗျာနေကာလုတ်ထုံးကမဟာရှိကိုအကျွေးဆိုပြီးနေကာလုတ်လိုက်တယ်အဲ့လိုနဲ့နေလာတာနှစ်20ကျော်လာပြီးမဟာရှိမပေးရသေးဘူးဆိုရင်တရားတော်မှာမဟာနဲ့ပတ်သက်ပြီးဘယ်လိုပြည့်ညတ်ချက်တွေရှိလဲဆရာများရှင်းပြပေးပါတဲ့ Bismillahir Rahmanir Rahim မဟာရကနေကာလုတ်ထားတဲ့ပုံမှာဇနီးကိုပေးရမယ်ဟတ်ဖြစ်တယ်လက်ငင်းတတ်မှတ်ထားရင်လက်ငင်းပေးရတယ်အကျွေးတတ်မှတ်ထားတယ်ဆိုရင်လည်းသူတတ်မှတ်ထားတဲ့အချိန်ပြည့်ရင်ပေးရကာလမတတ်မှတ်ထားဘူးဆိုရင်လည်းဇနီးတောင်းပြီးဆိုရင်တောင်းတဲ့အချိန်မှာမဟာရကိုပေးရအဲ့တော့များသောအားဖြင့်မဟာရအကျွေးတွေမှာနိကာဖတ်တော်ကမဟာရအကျွေးတတ်မှတ်တဲ့နိကာတွေမှာတော်တော်များများကနောက်ပိုင်းမှာလည်းခင်မွန်းတွေကဒီကိစ္စကိုပေါ်ရထားပြီးတော့နောက်ဆုံးရတဲ့အထိမပြည့်ဖြစ်တာတွေများတယ်တကယ်တော့ဒီဟက္ကိမဟာဆိုတာကတော်တော်အရေးကြီးတယ်ကျွန်တော်မြတ်ကုရ်အာန်ကလည်းအမျိုးသမီးတွေကိုမဟာပေးခိုင်းကျွန်တော်မြတ်ကုရ်အာန်ထဲမှာအလ္လာဟ်ရှိမတ်နေနဲ့ဝအာတုန်နိဆာအဆဒကောတိဟင်နနိဟလာအတင်လို့နေနဲ့မိမိတို့ရဲ့ဇနီးတွေကိုသူတို့ရတင်ရထိုက်တဲ့မဟာတွေကိုလုံးဝကြည်ကြည်နက်နက်နဲ့ပေးကြပါဆိုပြီးတော့အလ္လာဟ်ရှိမတ်အမိန့်ရှိတာကြည်ကြည်နက်နက်နဲ့သူတို့ကဘယ်လောက်တတ်မှတ်ထားတယ်တတ်မှတ်ထားတာကိုလုံးဝစိတ်ထဲကနေဝန်တော့ဝန်ပိုးမဖြစ်ဘဲနဲ့ပေးခံအဲဒီတည်းမှာကိုပေးလိုက်တဲ့မဟာဒေယမှာအမျိုးသမီးကဖိုင်တုဘနာလကုမ်အန်ရှာအင်မင်ဟူအမျိုးသမီးကစိတ်ကြည်ကြည်နက်နက်နဲ့မဟာဒေယတချို့တော့ခင်မွန်းကိုပြန်ပြီးတော့မာဖလုပ်တယ်ခင်မွန်းကိုပြန်ပြီးပေးတယ်ဆိုရင်တော့ဖကူလူဝနီအမရီယာဒါခင်မွန်းဟာကြည်ကြည်ပူနဲ့တက်တန်ပြန်တူတာကိုတုံးဆွဲလို့ရအဲ့တော့ကိုပေးလိုက်တဲ့မဟာဒေကဇနီးကတချို့တော့ပြန်ပေးတာဖြစ်စေဒုမို့ကိုပေးဖို့ကြံတဲ့မဟာကိုပေးဖို့ကြံတဲ့မဟာကိုဇနီးကဘယ်လိုဖိအားမှမပါဘဲနဲ့ခင်မွန်းရဲ့ဖိအားခင်မွန်းရဲ့အတိုင်းဝန်းရဲ့ဖိအားဘယ်လိုဖိအားမှမပါဘဲနဲ့ဇနီးကမာဖလုပ်တယ်လုံးဝခုရှ်ဒီလီနဲ့လုံးဝကြည်ကြည်နက်နက်နဲ့သူမာဖလုပ်တယ်ဆိုရင်လေဒါဒီအမိတ်ထဲမှာပဲမာဖြစ်တော့အဲ့လိုမျိုးမာဖမလုပ်ဘူးဇနီးဘက်ကနေကြည်ကြည်နက်နက်မာဖမလုပ်ဘူးဘုံမမာဖလုပ်ရင်လည်းတူတယောက်ရဲ့ဖိအားနဲ့ဖိအားကြောင့်ရောက်ခမရဲ့ဖိအားကြောင့်ခင်မွန်းရဲ့ဖိအားကြောင့်အဲ့လိုမာဖလုပ်တယ်ဆိုတော့အလ္လာဟ်ထံမှာမာဖမဖြစ်ဟာဒီစ်တော်မှာလည်းတမန်တော်မြတ်ဆလ္လာလာဟ်အလိုင်းဝါဆလမ်အမိန့်ရှိတဲ့ရှိကံချက်တွေထဲမှာလိုက်နာရမယ်ဖြည့်ဆည်းပေးဖို့အထိုက်ဆုံးရှိကံချက်ကမစတာဟလ်တုမ်ဘီဟီလ်ဖူရူဂျ်မဟာရပဲဖြစ်တဲ့အဲ့ဒီမဟာရနဲ့အတင်တို့ကအမျိုးသမီးတွေရဲ့ဒီအိန္ဒိယကိုဟာလာလုပ်ထားတဲ့အမျိုးသမီးတွေရဲ့အချက်တိတ်ခါတွေကိုဟာလာလုပ်ထားအဲ့တော့ဒီမဟာရကကျွန်တော်ဒီအမျိုးသားတွေအတွက်အမျိုးသမီးတွေကနေပြီးတော့ဟက္ကေအစ္စတင်တာအမျိုးသမီးတွေကနေအကျိုးခံစားခွင့်ရဖို့အတွက်ကိုပေးရတဲ့အစားဖြစ်တယ်မဟာရအဲ့တော့ဒီမဟာရကိုတမန်တော်မြတ်ဆလ္လာလမ်ကပေးရမယ်ဝတ္တရားတွေထဲမှာတတ်မှတ်ထားတဲ့နှစ်ဦးနှစ်ဖက်တတ်မှတ်ထားတဲ့ရှိကံချက်တွေထဲမှာအထိုက်ဆုံးပေးဖို့အထိုက်ဆုံးရှိကံချက်ဆိုပြီးတော့တမန်တော်မြတ်ဆလ္လာလမ်အမိန့်ရှိတာအဲ့ဒီအတွက်ကြောင့်မဆုံးခင်အတွင်းမှာဒီမဟာရကိုဒါလို့တော်ဖို့အရေးကြီးတယ်ဒါမှမဟုတ်အမျိုးသမီးကကြည်ကြည်နက်နက်နဲ့မာဖလို့တော်မှရ